တချိအာဏာရသမ္မတတယောက်အမေရိကန်တရားရုံးတစ်ခုမှတရားခံအဖြစ်ရနေရတဲ့မြင်ကွင်းမျိုးကတော်တော်ကိုရှားပါတယ်ဒါပေမဲ့အမေရိကန်နဲ့ဆက်ဆံရေးတင်းမာနေကြလားကြာပြီဖြစ်တဲ့ဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုအတွက်တော့ဒါဟာတကယ်ဖြစ်ခဲ့တဲ့အခြေအနေတစ်ခုပါကဲဒီအမှုဘယ်လိုဖြစ်တယ်လဲဆိုတာကိုအရင်အမြစ်တွေကနေတိုက်ရိုက်ဆွဲထုတ်ထားတဲ့အချက်လက်တွေနဲ့အတူတစ်ချက်ကြည့်လိုက်ကြအောင်ဒီအမှုရဲ့အဓိကရှုပ်ထွေးမှုကမာဒူရိုရဲ့ဒီစကားတစ်ခွန်းမှနဲ့အကုန်ပေါ်လွင်နေပါတယ်သူကကျွန်တော်ကဒီနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီဖြစ်တဲ့သမ္မတပါလို့ပြောခဲ့တယ်ဆိုလိုတာကတော့သူကနိုင်ငံကောင်းဆောင်တော်ဝင်နဲ့တခြားနိုင်ငံရဲ့တရားစီရင်ရေးအောင်မှာမရှိဘူးအမေရိကန်တရားရုံးရဲ့အာဏာကိုသူအတိမတ်မပြုလို့တိုက်ချက်စင့်ခေါ်လိုက်တာပါပဲအခြေအနေတွေကဘလောက်တောင်ပြောင်းလဲလင်းမြန်ခဲ့လဲဆိုရင်လေရပ်ပိုင်းလေးအတွင်းမှာပဲ82နာရီအတွင်းမှာဗင်နီဇွဲလားကိုအုပ်ချုပ်နေတဲ့သမ္မတတယောက်ဟာဘရုကလင်ကထောင်ငန်းကျင်းလေးတဲကိုရောက်တော့ခဲ့ပါတယ်ဒီလောက်မြန်ဆန်တဲ့အပြောင်းလဲကဒီအဖြစ်ပြက်ဘလောက်ပြင်းထန်လဲဆိုတာကိုမိမောင်းထိုးပြနေတာပေါ့ကောင်းပြီဒါဆိုသူကိုဘာမှုတွေနဲ့တရားစွဲထားတာလဲပြီးတော့သူကတော့တရားရုံးမှာဘယ်လို trust ဆိုခဲ့တယ်လဲစက်ကြည့်လိုက်အောင်တရားရုံးစကားပြန်ကနေတခြင်းမာဒူရိုကတော့သူ့ကိုယ်သူအဖြစ်ကင်းကြောင်းအခိုင်အမာရှောက်လဲခဲ့ပါတယ်ကျွန်တော်အပြစ်မရှိပါဘူးကျွန်တော်အပြစ်မကင်းရှင်းသူမဟုတ်ပါဘူးကျွန်တော်ကလူကောင်းတစ်ယောက်ပါတဲ့မာဒူရိုနဲ့သူ့ဇနီးရင်ဆိုင်ရတဲ့ဆွဲချက်တီကလည်းတော်တော်ကြီးပါတယ်ဖက်ဒရယ်ဆွဲချက်၄ခုတောင်အဲ့ဒီထဲမှာကိုကင်းတင်တွင်ဖို့ကြံစီမှုဆက်တနက်တီတင်တွင်ဖို့ကြံစီမှုတွေပါတယ်အစိုးဆုံးတစ်ခုကမူရဲ့ကြမ်းဖက်မှုကျူးလွန်ဖို့ကြံစီမှုပဲဆိုလိုတာကတော့မူရဲ့ဆဲမှန်ခိုကူတာကိုနိုင်ငံရေးရွေချက်ရှိတဲ့အကြမ်းဖက်လုပ်ရတဲ့နဲ့တွဲလုပ်တယ်ဆိုပြီးဆွဆွဲထားတာပါဟုတ်ပြီအခုအားလုံးသိချင်နေကြတဲ့အပိုင်းကိုရောက်လာပါပြီတိုင်းပြည်တပည့်ရဲ့လက်ရှိခေါင်းဆောင်တယောက်ကိုအမေရိကန်ကဘလို့များဖန်ဆီးခေါ်ဆောင်သွားခဲ့တာလဲအဖြစ်အပျက်ကဒီလိုပါတရင်ဒီထဲမှာအန်အားတင်ပွဲစစ်စင်ရေးလို့တောင်ဖော်ပြခဲ့ကြတယ်စနေနေ့မနက်အစောကြီးမှာအမေရိကန်တပ်ဖွဲ့တွေကကာရာဂတ်မြို့မှာမာဒူရိုတို့ဇနီးမောင်နှံကိုဖမ်းဆီးခဲ့တယ်ပြီးတော့နောက်ရက်တွေမှာသူတို့ကိုဘရက်လင်ကအချင်းထောက်တခုမှထင်းထင်းထားခဲ့ပြီးအင်္ဂါနေ့ရောက်တော့မန်ဟတ်တန်ဖက်ဒရယ်တရားရုံးမှာပထမဆုံးအကြိမ်ရုံးထုတ်ခဲ့တာပါအမေရိကန်အစိုးရဘက်ကတော့ဒီအမှုခိုင်လုံမှုအပေါ်မှာယုံကြည်မှုအပြည့်ပဲအဲ့ဒီချင်းကသမ္မတထရမ့်ကတော့ဒီအမှုကလုံးဝခိုင်မာပါတယ်လို့ပြောခဲ့တယ်ပါကဲဒီလောက်ဖြစ်သွားမှတော့နိုင်ငံရေးရဲ့ကြရက်ရိုက်ခတ်မှုတွေကတော့ရှိတာပေါ့နိုင်ငံတကာရောအမေရိကန်ပြည်ထဲမှာပါဘလို့တွန်းပြတ်မှုတွေရှိခဲ့လဲဆိုတာကြည့်လိုက်ကြရအောင်ဒီအမေရိကန်ရဲ့စစ်စင်ရေးကကမ္ဘာတော်မှာစိုးရိမ်မှုတွေချစ်ဆက်ခဲ့တာပေါ့ဥရောပကနိုင်ငံရေးခေါင်းဆောင်တွေရောပုတ်ရဟမင်းကြီးလီရိုကိုနိုင်ကပါအမေရိကန်ရဲ့နောက်ဆက်တွဲလိုရတဲ့ပေါ့စိုးရိမ်ကြောင်းထုတ်ဖော်ပြောခဲ့ကြတာအမေရိကန်ပြည်တွင်းမှာတော့နိုင်ငံရေးအားအငင်းပွားစရာကြီးတစ်ခုဖြစ်လာခဲ့တယ်အဓိကမေးခွန်းကတော့ဒီစစ်စင်ရေးမလွတ်ခင်မှာကွန်ဂရက်လွှတ်တော်ကိုအတိပေးခဲ့သလားဆိုတာပါပဲဒီမှာတင်ပါတီနှစ်ခုကြားကအမြင်တွေကလုံးဝကိုကွဲသွားတော့တာပဲဒီမိုကရက်တွေဘက်ကတော့ဒီအစိုးရကအမေရိကန်ပြည်သူတွေကိုအလေးမထားဘူးကွန်ဂရက်ကိုအတိပေးဖို့တောင်းညှင်းဆန်တယ်လို့ဆွဆွဲတယ်ရီပတ်ဘလစ်ကန်တွေကကြတော့မဟုတ်ဘူးကွန်ဂရက်ကအဓိကလူတွေကိုအကြောင်းကြားခဲ့ပါတယ်မာကိုရူဘီယိုကကျွန်တော်ကိုမနက်၄နာရီမှာဖုန်းဆက်ခဲ့တယ်သူတို့တာဝန်ကျေခဲ့ပါတယ်ဆိုပြီးပြန်လဲခြေပေးခဲ့ပါတယ်ဟုတ်ပြီဒီလောက်ဆိုရင်အားလုံးသိချင်နေမှာကဒီအမှုရဲ့အနာဂတ်ဘယ်လိုဆက်ဖြစ်မလဲဆိုတာပဲဘာဒီဆက်ဖြစ်လာနိုင်မလဲကြည့်ပြီးညီကုန်းချုပ်လိုက်ကြရအောင်ဒီအမှုမှာနောက်ထပ်အရေးပါတဲ့ရက်စွဲတစ်ခုရှိနေပါတယ်အဲ့ဒါကတော့မတ်လ19ရက်နေ့ပါအဲ့ဒီနေ့မှာမာဒူရိုနဲ့သူ့ဇနီးတို့နောက်တစ်ချိန်တရားရုံးမှာရုံးချင်းရှိနေပါတယ်ဒီရုံးချင်းဟာဒီအမှုကြီးရဲ့ရှေ့ဆက်မဲ့လမ်းကြောင်းကိုအဆုံးအဖြတ်ပေးနိုင်တဲ့အရေးကြီးတဲ့ရုံးချင်းတစ်ခုဖြစ်လာနိုင်ပါတယ်နောက်ဆုံးအနေနဲ့ဒီဇလန်တစ်ခုလုံးကနဲ့စဉ်းစားစရာမိကွန်းတစ်ခုနဲ့အဆုံးတက်လိုက်ခြင်းပါနိုင်ငံတနိုင်ငံကနောက်တစ်နိုင်ငံရဲ့ခေါင်းဆောင်ကိုဖမ်းဆီးတဲ့အခါမှာတရားမျှတမှုနဲ့နိုင်ငံရေးခြားကမြင်းကြောင်းကတကယ်ပဲဘယ်နေရာမှာရှိနေရလဲ